nó hả nó mà nó phô ya hả phô nó nên mà massage xíu nè nên mẹ hả anh em mà mưa cru này hả gùn này bác mưa nắp được còn nắp ấy nè cái xí số mà pi gì xí số mà pi gì vậy mưa mình đã mà có nắp bầu đi kia nè ready 1 2 Gabi ok alo bé chỉ số tiền đấy khâu rê tu nia này tu bác sĩ bé hôm mấy tháng khai trên đấy morning everyone morning nami belu kole vale suggestion nami adre sacrament be ba shi le ba ri le ba ri le ကျွန်တော်ဟိုဘာသာတူကလေးပဲတော့ကျွန်တော်နေတယ် sacrament တွေပဲဘာရှိတယ်လက်ပါတကလက်ပါရလဲဆိုအကြည့်တစ်ခုငယ်တစ်ခုဘာကြီးဟိုဘာကြီးနော်ဘာလာဘာကြီးများတဲ့အကြည့်တစ်ခုနဲ့ဘာလာနေစားငယ်တစ်ခုမဟုတ်နော်ဘယ်မှာရှိလဲအဘေခုနဘာရှိတယ်ဒီလိုဆိုရင်ကျွန်တော်တို့ဘာလဲဟို sacrament ဆိုတာဘာလဲအမေဒီကခရတော်တီထောင်ထားတယ်။ဒီနေ့အဖြစ်ကျွန်တော်ပြောမယ်ဆိုရင်အရှင်မြတ်တော်အရာဖြစ်တယ်။ဒီနေ့အဖြစ်ဆက်လက်ပြမကျွန်တော်အကျယ်ဝေးထားပြောမယ်ဆိုရင်နော်ဟိုမမြင်လာတဲ့ယေရှုနောက်ပြီးမြင်လာတဲ့ယေရှုလို့ကျွန်တော်ပြောလို့ရအဲ့ဒါ sacrament နော်မြင်မြတ်သားရှိတဲ့အရာဖြစ်တယ်။ဒါလို့ဆိုရင်ကျွန်တော်တို့ sacrament ကိုနေပါရှိတယ်ပြတယ်ပထမပါလဲ။မမေ့တယ်လား။ဒီချလာလက်ထပ်ထဲမှာရှိရင်ကျွန်တော်မင်းမနော်မရမပေးတော့အမေမထောက်ခေါင်းကကွက်မနော်လူတွေခုပါလဲဘာပြဘာပြစဟလာလာတော့မြေတော့ပြန်ခံနေစမ်းတယ်စေကြောချစ်ပေးပါလဲကစမပေးချင်ပြတယ်တတိယတခုဘာလဲဂရမစကရမတူဘာပြ number 4ဘာလဲခရစ်စမတ်ပေးချက်ပြောပြီးပြီနော်ထားနေပြီနော်ဟုတ်ပြီဘာပြည့်ချက်ဟုတ်တယ်ပြေးပါလဲဘာပြည့်ချက်ပြေးဟုတ်ပြီရတဲ့ကခါချက်ပြလိုက်ရမလဲလူဘာလဲဟုတ်ပြီပြေးလာတယ်ဘာလဲပြေးလာတယ်ဘာလဲနောက်တစ်ခုပါလဲအနောက်တစ်ခုပါလဲဒီမှာကိုပေးတယ်ရာတိုက်ကာကျေးစကားမဲ့သူကျွန်တော်ဘာသာလူတွေတောင်မအပြည့်စုံပဲတစ်ခုရလဲ6ခုဟောတကယ်သူ့ချာသူ့များတဲ့ပုဂ္ဂိုလ်ပဲတစ်ခုရလဲဘယ်ခုညကျွန်တော်စာပြမလိုက်ခါလဲဆိုရင်စနေရစုကြတယ်နော်အလေခေမှာစာပြမစကားမဲ့သူဟိုတမတော်ကြီးနဲ့တိုးတဲနောက်တမတော်ကြီးတိုးတဲနေကျွန်တော်စပြမလိုက်ခါတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီသူပြည်ဒီကောင်းစီအဲ့ဒီကောင်းစီ on track နော်အဲ့ဒီစီဝေးတဒနာဟိုဘာတိုင်းနဲ့ဆိုင်တဲ့တကယ်အရေးကြီးတဲ့စီဝေးတစ်ခုနော်အဲ့ဒီစီဝေးတစ်ခုမှာသူတို့အတိအမှပြုတဲ့ sacrament တစ်ခုနဲ့ပါရှိတယ်ဆိုတာတကယ်လို့များဒီယုံကြည်သူဘာသာလူတရားနော်အဲ့ဒီ sacrament တစ်ဘာဘာသူလုံးဝမယုံကြည်ဘူးဆိုရင်သူဘာဖြစ်လဲအတေးတော်ငေးပဲနဲ့တူလောက်တူလားနော်တူပဲတူဟောလောမဟောအပြည့်ဝပါတာတူမဟုတ်ဘူးဖြစ်တယ်။ဟုတ်ပြီဒီလိုဆိုရင်ကျွန်တော်တို့ခဏစကရမက်တူခဏပါတဲ့ဘာဖြစ်တဲ့ဘာပြောမလဲဒီနေ့ကောင်းစရာပါလဲ။ဘယ်တော့တည်းမြချင်းဆိုတာပါလဲ။ခဏဆောင်ပါလဲ။
မြတ်ချက်ဆိုပါလဲဘာလဲမပြောတော့ကျွန်တော်တကောက်မဲတယ်လက်ထားထိုင်မြတ်ချက်ဆိုပါလဲဆိုမင်္ဂလာဆောင်ချင်းဟုတ်တော့လက်ထိုင်မြတ်ချက်လို့ကျွန်တော်ပြောလိုက်ရင်ကျွန်တော်တို့ကျွန်တော်ပေါ့ချင်ပါနော်အခုတလို့ဆိုအများကြီးကျွန်တော်မြေတွေ့ရမှာလားနော်မကြကလေးယူရမယ်လို့ရှိတယ်နော်ဒါမဲ့ကျွန်တော်အပြည့်ဝနားနေပြီလားနော်လက်ထပ်တင်များချင်းလို့ကျွန်တော် definition နော်အဲ့ဒါဒီဘယ်ကျွန်တော်တို့အပြည့်ဝနားလည်ရလားနော်တချို့နော်လက်ထပ်တင်များချင်းဆိုတာဟုတ်တယ်နော်လူတွေပဲနော်လူတွေပဲတက်ဆိုင်တယ်အဲ့ဒီအရာခုဖြစ်တဲ့ဒီလက်ထပ်တင်များချင်းဆိုဒီရေကြီးတော့ပေါ့ချင်းအတန်ဝဲမှာပဲကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်ဒီလိုဆိုရင်ကျွန်တော်လက်ထပ်တင်များချင်းတော့ပြောရင်ဘယ်လိုလုပ်လဲအော်ဒီတို့တားတဲ့တို့မီတို့နေအောင်ဘာဖြစ်ကြလဲဟမ်တို့နေအောင်ကြောင်းတို့ဘာလဲဟုတ်ပြီအကြောင်းနဲ့ကြောင်းဘယ်လိုချင်းမျိုးလဲခဏတော့လားဟုတ်ပြီဆောင်းရတဘာလုံးအားဖြစ်နော်တို့တောင်းတဲ့တောင်းဘာဖြစ်စမလဲဟုတ်ပြီအဲ့ဒီတဘာလုံးအားဖြစ်တောင်းတဲ့တောင်းတို့ဘာကျိုးနဲ့ချီကြမလဲဘယ်ကကျိုးလဲဘာကျိုးလဲဘာကျိုးနဲ့ချီလဲအဲ့ဒီရတဲ့အားလုံးရင်းနေပြီတော့မဟုတ်ဘူးလားရှောက်ပြောရတော့ကလာအဲ့ဒီဘာကျိုးလဲသက်စာကျိုးဟုတ်ပြီလားနော်ဒါကြောင့်လို့ဟောနော်အဲ့ဒီဟောနော်အခြားကျိုးနဲ့ချီလို့မရဘူးသက်စာကျိုးဟုတ်ပြီတို့အဲ့ဒီသက်စာကျိုးနဲ့ချီပြီးတော့မှတို့အဲ့ထောင်ဆိုရကိုတီထောက်ပြီဟုတ်ပြီအဲ့တော့ပြုတ်ချစ်ရွယ်ချက်ပါလေဘယ်လိုနားလဲအတူပြည့်မစခင်အဲ့ဒီရောက်ကို use နော်ယူမဲ့လူရွယ်ချက်ပါလေဘာလို့အထောက်ပြုလဲမိဘပေးစားလို့လားအဖေမရှိလို့လားကလေးရှိတယ်နော်ကိုတော့နော်ဒီကိုတော့လာမေးလာပြောပြတယ်နော်မင်းစာမကြက်လာတော့သူမင်းတော့ဖော်မရှိလို့ပြောမေးအလဲ grace ပဲရှိတယ်ဖော်လို့ချင်းမိမလို့ချင်းမေးဘာလို့တောင်းမလဲတို့နေနော်ဘာကြောင့်လက်ထချင်းလူတွေယူကြလဲယူချက်ပါလေယူချက်ပါလေဘာကျွန်တော်ဒီမှာတော့ကြည့်ရတယ်ဒီစုသားမခက်နိုင်ဘူးယူချက်ပါလေတို့တာလည်းတို့တွေမြောက်ပြီးယူကြပြီးအကျဉ်းလည်းများဖြစ်ပြီးစနေမောင်နာဖြစ်ပြီးဆိုရင်ဘာလို့ကြလဲဘာရှောင်းမတွေ့နေလဲပြောင်းတဲ့ကောင်းချုံပြဖို့ဟုတ်မလားပြောင်းတဲ့ဟိုဖြစ်စီပေးဖို့နော်ဘိုးပြပါနော်ဟိုအကျိုးပြုပေးဖို့ပြောင်းတဲ့ဟုတ်ပြီလားအဲ့ဒါအဓိကဟုတ်လားမဟုတ်လားနော်တဲ့ချက်ပါရှိမလဲရှိတယ်လားအဲ့တော့ကြပြီဆိုအဲ့လိုပဲဖြစ်လားဘာဖြစ်လာလဲဟောဒီပြရဲ့စီမံကိန်းကိုသူတို့ပါလဲအကောင့်ထဲပေါ်ရမှာဖြစ်တယ်နော်ဒီကမ္ဘာဦးချက်မှာပြောလားနော်ပြောလဲဒီစီမံကိန်းကိုသူတို့နော်အကောင့်ထဲပေါ်လဲတာသမီရတနာတွေပေါင်းပွားလာပြီးရလာပြီဟောပြီနော်သူတို့ဘာတာဝန်ရှိတယ်လဲတာသမီတို့ဘာလုပ်မလဲကျုံမရမယ်ရှင်းရှင်းလင်းလင်းပြရေစာတာသမီတို့ကိုယုံကြည်ခြင်းအမွေနဲ့ပေးရမယ်ဟုတ်ပြီလားအဲ့တော့နောက်ပြည်ဒီမှာရှိတဲ့ဘာသာလူမျိုးပါတယ်အဲ့ဒါဟောနော်အတိခောက်ခဲ့ဝင်တဲ့ဆိုအတိတရားတွေတိတ်မရှိကြဘူးနော်မွေးပြီးပြအောင်ဆိုတဲ့သဘောအဲ့ဒီရှိကြတာများတယ်မဟုတ်ဘူးနော်ကဲဟိုတကယ်ပဲစစ်မာတဲ့ဟိုခရိယာစနီမောနာဆိုရင်မွေးလာတာသမီးကိုယုံကြည်ခြင်းအမွေနဲ့ကောက်ပေးရမှာဖြစ်တယ်နောက်ဝိညာဉ်ရေးဒါတွေမကောက်ပဲနဲ့သူတို့ပညာရေးဟုတ်မလားသူတို့ပညာရေးပေးဖို့သူပြင်ကျွန်တော်ဒီတိုင်းမှာတချို့နော်အားနေလားမအားနေလားအားနေတယ်တချို့ဆိုတော့အကြောင်းမတဲတော့မတဲနဲ့နော်တဲ့ဘာစားရလဲပြောလို့အများပြောလို့မိပါတယ်အများကြီးရှိတယ်ဟုတ်အဲ့တော့ပြောချက်အဖြစ်သူတို့မိဘတာဝန်ကြည့်လားကြည့်ဘူးနော်သူတို့တာမီးပညာပေးရမှာနော်နောက်ပြီးတာမီးရဲ့ဇောင်းနေရင်သူတို့တာဝန်ယူဖို့အရေးကြီးလားမရေးကြီးလားအရေးကြီးတယ်နော်တော့အဲ့ဒီအခါကနောက်တော့ခုနောက်မိပါတယ်သူတို့မြင့်တယ်ပေးရမယ်နော်အဲ့ဒီတာအဲ့ဒီတို့တာမီးတွေဟုတ်ပြီ
လက်ထပ်ထိုင်များချင်းလို့ပြောလိုက်ရင်တို့အဲ့လိုပဲလက်ထပ်ထိုင်များလို့ရလားမရပါဘူးကျွန်တော်တို့အသိတော်မှာဥပဒေရှိတယ်အဲ့ဒါဘယ်လိုခေါ်လဲကြားဘူးလားမကြားဘူးလားအရာလူငယ်တွေနာမပတ်ချတယ်ရှိခဲ့ဘူးလားရှိဘူးတော့မရှိလားရှိဘူးကံတော်လောအသိတော်ရဲ့ဥပဒေဘယ်နှခုရှိလဲကံတော်လောမသိဆိုဘယ်နှခုရှိလဲမသိဘူး1950ခုရှိတယ်အဲ့ဒီအသိတော်ရဲ့ဥပဒေနော်1950နဲ့ဟောပြီဒီလိုအဲ့ဒီအသိတော်ဥပဒေအဲ့လောက်များတဲ့ထက်မှာမှနော်လက်ထပ်ထိုင်များချင်းနဲ့ဆိုင်တဲ့ဥပဒေ130ခုနော်ရှိတယ်နော်ဟောပြီဘယ်လိုဖြစ်နေပါစေနေတော့ဒီခုမြင်ချင်မယ်တဲ့ကျွန်တော်ညာစကားစာအုပ်ရှိမလားကလေးကစားတဲ့ Catholic Church Catholic ခရစ်ယာန်ရဲ့အယူဝါဒမြတ်တော်အယူဝါဒတွေ့ဖလားညာစကားစာအုပ်လေးတွေ့ဖလားမေကိုအမေဖြစ်နေလေမေကိုအဲ့ဒီဘယ်လောက်ရှိလဲမေကိုနေလို့1865ခုရှိတယ်မေကိုဖြတ်စကမေကိုနော်တကယ်လို့မေလို့မေရမလားဟောပြီသူလေးတို့စာဝင်တော့ကျွန်တော်အပြင်လောကမှာလည်းဥပဒေရှိလို့မျိုးကျွန်တော်တို့အသိတော်မှာလည်းဥပဒေရှိတယ်ဟောပြီအဲ့ဒီအထူးဖြင့်ကျွန်တော်အခုတောင်းမှာလက်ထပ်ထိုင်များချင်းနဲ့ဆိုင်တဲ့ဥပဒေနော်ဒီလိုဆိုရင်ကျွန်တော်လက်ထပ်ထိုင်များချင်းနော်အောင်မြင်ဖို့မအောင်မြင်ဖို့နော်တို့ရဲ့ဇီးနဲ့ဇီးကားတွေရှိတယ်ဥပဒေတွေရှိတယ်နော်ဟောပြီကျွန်တော်တို့ဒီလက်ထပ်ထိုင်များချင်းတို့ပြောင်းလိုက်ရင်သူ့ရဲ့အဓိကဟိုပါလဲအင်္ဂါနော်သူ့ရဲ့ဂုဏ်တကိရပါလဲခဏမြင်အောင်လေအမတိဆက်ပါလဲနေအောင်လက်ထားလိုက်ပြီဆိုဘာဖြစ်တော့လဲzero ဖြစ်ချင်မရှိလား unity တလုံးတော်ကြီးဖြစ်လားမဖြစ်လားဒါလည်းတစ်ချက်ပထမတစ်ချက်အင်္ဂါရနောက်တစ်ချက်ပါလဲတတဲလောက်တဲ့စာရှိချင်းနော်ပထမတစ်ချက်ဆိုနော်တသားတစီပေါင်းတော့မပေါင်းတော့လားပေါင်းတော့လေဒါလက်ထပ်ထိုင်မြချင်းအင်္ဂါရမယ်နော်နံပါတ်တစ်ချက်နံပါတ်နှစ်တစ်ချက်တတဲလောက်တဲ့စာရှိချင်းဘာမှတို့ကွဲကွာလို့ရလားမရဘူးနော်ဟိုဘယ်လူမှတို့လာကွဲကွာလို့မရဘူးနော်တို့တကယ်လို့အချိန်ကြီးကြောက်တာနော်ဒီခုအကြောင်းရေးခိုင်လို့မှတာတယ်ပေါ်ရမကြည့်တပါပဲတို့နော်ရဖယ်ပေးလို့ရနိုင်တယ်ဘောနော်အမှတမဲအစစ်အများကြီးရှိတယ်နော်အဓိကဒီကအဲ့ဒီသဘောတူညီချက်နော်ယူမဲ့နော်လက်ထပ်တဲ့များချက်စကမဲတူယူမဲ့တို့တာလေတူမီနော်တို့အဓိကပါလဲတို့အင်္ဂလိပ်ဆိုပြောရင်နော် matrimonial consent နော်အဲ့ဒါအရေးကြီးဆုံးပဲဖြစ်တယ်နော်အဲ့ဒီဟောပြီးအဲ့ဒီသဘောတူညီချက်ကိုနော်ဒီလက်ထပ်တဲ့များချက်ကိုပြည့်ပြည့်စင်တဲ့အရာပါလဲထားရှိသေးတယ်နော်တို့လက်ထပ်တဲ့များချက်ဟောပြီးယူပြီးဟောပြီးဒါမဲ့သဘောတူပြီးသဘောတူတဲ့ရောက်ပြည့်ပြည့်စင်တဲ့ရာပါလဲဆိုရင်နံပါတ်1ပါလဲစိတ်ပိုင်းဆိုင်ချွတ်တဲ့နေတော့သဘောတူညီခြင်းဟောပြီးစိတ်ပိုင်းဆိုင်ချွတ်တဲ့နေမယ်ဆိုရင်လက်ထပ်တဲ့များချက်အောင်မြင်လားအကြိုက်ပေါင်းလို့ရလားမရဘူးနောက်တိုင်းပြည်တွေကောက်ကောက်မုံပြည့်စုံပြိုးထောင်ပြနေလားမပြနိုင်ဘူးနော်တော့သူအဲ့ရဟိုအထောင်ရဲ့စီးပွားရေးရောစစ်ပြေမလားမပြေဘူးနော်ဒါကြောင့်မို့ဒီလက်ထပ်တဲ့များချက်ကိုပြည့်ပြည့်စင်နိုင်တယ်နော်စစ်တစားရောက်တာရှိတယ်လို့နော်ဒါမျိုးအမျိုးဆိုရင်အတင်းတော့မလက်ထားပေးဘူးနော်နောက်တစ်ချက်ပါလဲလက်ထပ်ခြင်းရှိရတဲ့တဲ့နေအဓိကဧကရဲ့များနဲ့ဆိုင်တော့အတွေ့အရင်နဲ့သာဝဝတရားများကိုသိရှိနားလည်ခြင်းမရှိပဲလက်ထပ်ရသဘောတူခြင်းအဲ့လိုလက်ထားလို့ရလားနော်လက်ထားလို့မရဘူးနော်ကိုယူထားတယ်နော်အဲ့ဒါဆိုရင်ညစ်ဆိုတဲ့ဒီကနအုပ်ပြည်1090ခုနော်အမှန်ညစ်ဆိုမှဖြစ်တယ်ဒါကြောင့်လို့ကိုများတော့ဖြစ်အဲ့လောက်မရှိကြဘူးမောလားเนาะကျွန်တော်တန်းတဲ့ဖက်မှာအဲ့ဒါလည်းမရှိတော့ပါဘူးเนาะဟောပြီးတော့ဗာလေးတစ်ဆက်အောင်ပါလဲလည်းရှင်ဒီလိုက်ဆောင်ရွက်ရန်မရွယ်ပဲလက်ထက်ရသဘောတူညီခြင်းဟိုတွေးဆောင်ပြရတာမျိုးเนาะတကယ်ရွေးချက်လည်းမရှိဘူးတို့တကယ်လည်းဟိုကိုတတဲ့လောလည်းမပေါင်းနိုင်ဘူးเนาะတတဲ့လောလည်းကိုတို့အပေါ်မှာတင်းဆောင်မရှိနိုင်ပဲနဲ့เนาะလေးလိုက်ပြီးတော့မှเนาะဒါမျိုးလည်းထိုင်ရင်เนาะဟိုဒီ
အဲ့ဒီဥပဒေ1998နဲ့နော်ဟိုညစုမှာဖြစ်တယ် ထေဝတိဆောင်ခြင်းဖြင့်လက်ထပ်ခဲ့ခြင်း မပွင့်လေဘူးပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်နော်တချို့တော့ဒီလက်ထပ်တဲ့များချင်းယူမဲ့ပုဂ္ဂိုလ်နော်သူတို့နော်တရားနဲ့တရားပွင့်လေဖို့အရေးကြီးလားမကြီးဘူးလား ရေးကြည့်တယ် ပွင့်လေမှုမရှိဘဲနဲ့နော်တိုင်ဝဲဆိုနေလက်ထားမယ်နော်ဘာမှလည်းဆိုရင်အတော်ရေးလည်းအဆွေပြေပါမဟုတ်ပါဘူးနော်အတော်ရေးကိုလည်းဟိုအထိခိုက်ဖြစ်စေမှာဖြစ်တယ်ပြည့်ပြည့်စင်နေမှာဖြစ်တယ်ပြည့်စည်မှာဖြစ်တယ်နော် မာယာနဲ့ဆက်ရည်ချင်းချက်တစ်ခုခုကိုအသွေးစိတ်လိုက်ဝယ်ဝတ်ထားခြင်းဖြင့်လက်ထပ်ရသဘောတူခြင်း အဲ့ဒီတကူကနော်သူမပွင့်လေကြဘူးနော်သူတို့အဲ့ဒီအချင်းလေးကြောင်းတာနော်လက်ထားရတယ်နော်အဲ့လိုဆိုရင်အစစ်ပြေမှာမဟုတ်ဘူးနော်နေတော့လက်ထားချင်းလည်းခံမြဲမှာမဟုတ်ဘူးနော်ကိုရာဒီကပြောပြချင်တော့ပါလေဆိုရင်လက်ထားတင်များချင်းနော်ပြင်းများဖို့ပါလေနော်သူရအသားစီရပါလေအသားစီရနော်ဘယ်နဲ့ချက်ရှိလဲမှာစနေချက်ရှိတယ်အဲ့ဒီစနေချက်တဲ့မှာဒီတစ်ချက်တိုင်းမှာကံတော်ဥပဒေအတ္တတော်ဥပဒေကဘာပြောထားလဲဘယ်လိုဖော်ပြထားလဲနော်အော်ပြီနိလက်ထတင်များချင်းရှိပြီတကယ်များရှိပြီဆိုရင်တကယ်များဟိုလက်ထတင်များချင်းကိုပြည့်ပြည့်စင်တယ်နော်ပြည့်စည်နော်မတိတစင်တယ်ရပါလေနော်အဲ့မှာဟိုခုနှစ်ချက်တော့ရှိတယ်နော်အဲ့ဒါတွေအဲ့လောက်ဆိုလည်းတော့တွေ့အစစ်ပြင်မလားဘာလို့လဲဆိုရင်အဲ့ဒီကိုရောအဲ့လောက်ပဲနည်းနည်းလေးဟိုလည်းတော့ပြောပြချင်တယ်ဘာလို့လဲဆိုရင်လည်းတော့ပုံမှန်တီးမဲ့အရာတခုကပါလဲဆိုရင်နည်းနည်းလေးဟိုလည်းတော့ဟိုအဲ့ထော်ရင်းနဲ့ဆိုင်တဲ့ဟိုတူတူဖြစ်အဲ့ထော်ရင်းကိုနော်ဘယ်လိုကောင်းမလို့ဆိုတာတီးဆောင်မလဲနော်နော်ဘယ်လိုလုပ်မလဲနော်အဲ့ထော်ကူကိုနော်အဲ့ဒါကိုတီထားပြီးဆိုရင်ကျွန်တော်တို့နော်ဒီဟိုမပြလို့ရမယ့်အရာပါလေပြလို့တည်တဲ့အရာပါလေနော်အဲ့ဒီချက်တွေနောက်တစ်ပြီးကိုယ့်အဲ့ထောင်ရေးမှာတကယ်ပဲဟိုတာရှိတဲ့အထောင်ဖြစ်ဖို့နောက်ပြီးတကယ်ပဲခရီးအထောင်မိသားစုဖြစ်ဖို့အဲ့ဒီအရာတွေပို့ပြမချက်တွေနော်ဒီပြောပြမဲ့ဟိုပုဂ္ဂိုလ်တရားဟိုဆရာမတို့လည်းတစ်ချက်ခေါ်ထားတယ်ဘာလို့လဲဆိုရင်သူကတော့ဟိုပါလေလက်တွေ့ပေါ်ကြမှာဖြစ်တယ်ယုတ်ကြည်ခြင်းချုပ်လောင်းစုံကိုတဏှာရုံတော်မူမီတို့ကိုဖက်စင်တော်မေတော်ဖျားကိုယုတ်ကြည်လေးမြတ်ခြင်းရှိပါ၏မေတော်၏တပါးတိတော်သားတော်ယေရှုခရစ်တော်ဇောရိခေရီဝိညာဉ်တော်မြတ်အဖြစ်ပရိသေတော်မူ၏မြာဝါရမပွားမြည်တော်မူသည်ဘောဇီယပိလာသူမေလက်ချက်တွေဒုက္ခဝေဒနာจิตခံတော်မူ၏တခြင်းနာတထာပြေတရထ၍အရောဘုဒ္ဓဂျိုဒီအောင်လည်းရရတို့စေကြတော်မူ၏တတရားနေ့တွေတည်တည်သူတို့စုမှရှိတဲ့ဆံတော်မူ၏ကောင်းကင်ဘုဒ္ဓတော်မူ၏အလောစုကိုတနာတော်တော်မြေတော်ဖျားလည်းအပင်မှာထိုင်တော်မူသည်သုမရှိသူတည်သူတို့ကိုစေစေတော်မူ၏တော်မူ၏ဤသာဆဲတို့ကိုရစီနဲ့ဆေရှိပါ၏ဝိညာဉ်တော်မြတ်ဖျားကိုတော်တရှိတော်ကတည်းကတော်ကိုတော်သူတော်သူများပေါလို့ဒီလုံးသမားတိဖြစ်၍စေစေသူကိုယ်တော်ကိုဆာယကြောင့်ဒီလူများကိုတို့ကြောင့်ကိုခနာရှိတဲ့ဆံမြောက်မြင့်ကြောင့်စေသာရတဲ့ရှင်မြတ်စွာတို့ကိုယုတ်ကြည်လင်းရှိပါ၏အာမင်ကောင်းစေပဲနဲ့ကောင်းတဲ့နေ့ကိုဆောင်ပါအာမင်ကိုကျေးဇူးတော်နဲ့ပြဆောင်တော်မာယာခင်မနိုင်မိပါရှိစေသည်ယာခင်ဒီခင်မနိုင်တဲ့တော်မြေမိမကားတို့ခင်မဒီနဲ့တော်မူသည်မိမဝန္တာပြည်တော်တော်ယေရှုရဲ့မူနဲ့တော်မူသည်သာရခံမြေတော်တရှင်တော်မာယာကုမဆိုင်၍ဒီကနေ့ရပြည့်စုံတော်ကုမဆောင်ပြေတော်ပါအာမင်ကိုကျေးဇူးတော်နဲ့ပြဆောင်တော်မာယာခင်မနိုင်မိပါရှိစေသည်ယာခင်ဒီခင်မနိုင်တဲ့တော်မြေမိမကားတို့ခင်မဒီနဲ့တော်မူသည်မိမဝန္တာပြည်တော်တော်ယေရှုရဲ့မူနဲ့တော်မူသည်သာ
ဒီပိရှိပိစရောကုမဆောပိရောဘာအာမင်လောဇေစရာနေပိစရောတော်မာရခေမနာမင်္ဂရှိစေတိယာခေဒီခေမနာပေဝတော်ဝေမာတာရိခေမဒီညေတော်မူတိခေမဝါနာပိရေလောကောယေစုလေမူနေတော်မူတိသာရထိုင်မြောသေရှိတော်မာရကုမစာရိဒီကံဒီပိရှိပိစရောကုမဆောပိရောဘာအာမင်စေတော်ကောင်းကင်ဘုံ၌ဖြစ်စေတော်မြည်ကြီးပေါ်၌လည်းကိုယ်ရဲ့လူတော်ဒီပြည့်စုံပါစေတော်ယေရှုတော်ရှာတော်ရစာရကိုစနရာယနာပြေပိသနာတော်မူပါကျွန်တော်ကိုထိခိုက်ဆုံးသောသူတော်ကျွန်တော်ကိုလူထဲလို့ကျွန်တော်ပြနာကိုလည်းခလတော်မှာနောက်ဆက်ချင်မလားကျွန်တော်ကိုပါရှင်ဖြစ်စေပဲနဲ့ဘောင်းညာနေပြုလို့စီတော်မှာအာမင်ကျွန်တော်136 120ကျော်လာတယ်ဗောနော်ဒါတော့နေတဲ့အရာမဟုတ်ဗောစစ်တိုင်ချောပြောနော်အဲ့ဆိုတော့ဒီအဲ့ဆိုတော့မောင်မတီးယာဆူရဲတော့ဒီအုတ်ထနေရရတော့မှာဗောနော်တူတူအားရပါရလက်ခုပ်တန်လေးနမနဲ့လူနဲ့မမီလားမမီလည်းမမီအောင်ကြိုးစားရအောင်နော်သူစကားကိုနားထောင်ရအောင်နော်ပြီးnot the uaro mar rosemary လူမြပါနော်အဲ့ဒါတော့သူဥက္ကဋ္ဌပေါ့အဲ့မှာတခါလေးရေးလိုက်အဲ့ဆိုသူတွေ့အာရပါရလက်ခောက်တယ်လေဆက်လာပါဦးလူကောက်တေးလို့ဒီကြားထဲမှာတားပြောင်းလေအဲ့ရေရောလဲအဲ့လိုပဲဒီဖက်လာဒီမှာမမီလားနော်ဒီကပလမ်းများကတွေ့ရမှုတိဖြစ်တော့မှာပေါ့နော်တွေ့ရမှုဟုတ်တယ်တွေ့လားသူဒီမှာနော်ဆရာမပလမ်းများအကောလောကဆရာမရဖြစ်ပြီပေါ့နော်နမေနဲ့လူနဲ့မထားပြီးနော်ဒါမြင်နေကောက်ကတူတူအပီတယောက်ကမောင်ကျူးဆက်ငားတယ်ဗောနော်ကိုမဒါတော့ဒီတစ်ဖက်အတွေ့အမှုဗောနော်အဲ့ဆိုတော့သူကျူဆိုရအောင်ပြီးနောက်တစ်ဦးက market rate movement ဗောနော်ဒါတော့ဘယ်နှထိုင်စက်ကြရအောင်ကဲတူတူအပီပါပြီးပါပါကျွန်တော်ဒီနေရာကိုရလိုက်မယ်လို့မထင်ထားဘူးဟုတ်ကဲ့ဒီမျိုးကျွန်တော်ကိုရွေးချယ်ပေးတဲ့အတွက်အများကြီးထောက်ခံပေးတဲ့အတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်ဝမ်းလည်းဝမ်းတောင်းမိပါတယ်ဝမ်းမြောက်မိပါတယ်ပေါ့နော်ဒီမျိုးဖျားခဲ့ရဲ့မှုနော်ဒီစက္ကခွေရလို့ပေါ့နော်ပြီးတော့ကျွန်တော်ဒီချွတ်ချွေးချက်နေပေါ့နော်ကျွန်တော်ကဒီအခုမှဒီလူငယ်ဥက္ကဋ္ဌနေရပေါ့နော်ဒီတော့ရွာခေါင်းဆောင်တတိခေါင်းဆောင်တွေဘာတွေလောက်ခဲ့ဖို့မဲ့ဒီဥက္ကဋ္ဌနေရအရင်ကိုတာဝန်ကြီးရဲ့ဖြစ်တဲ့ကြောင့်မလို့နော်ကျွန်တော်နေပြီးတော့ဒီအများကြီးမထမ်းဆောင်နိုင်ဘူးမလောက်ဆောင်ပေးတဲ့အခါမျိုးရှိကောင်းရှိလာနိုင်မယ်မနော်မျိုးခါမျိုးဆိုရင်ဒီကျွန်တော်ကိုပေါ့နော်ပြောပြပါဘောနော်ပြောပြပါဆိုတော့ဒီအကြံပေးပေးပါဥပမာဆိုကိစ္စတစ်ခုရှိတဲ့အခါမှာဆိုရင်လုပ်ငန်းတစ်ခုရှိတဲ့အခါမှာဆိုရင်ဘာတွေလောက်ဆောင်ရမလဲဆိုတော့ကိုကျွန်တော်ဒီဗလဲကျွန်တော်ကိုလာပြီးတော့ဒီအကြံပေးလို့ရတယ်အဲ့မျိုးအကြံပေးနိုင်ဖို့တွေ့ခုချင်းစစမိရဘောနော်ကျွန်တော်ဒီအမှုဆောင်တွေမှာကျွန်တော်ဒီ Messenger မှာ group ဖွဲ့ပြီးတော့လောက်မလာလို့ဘယ်မျိုးမနော်အမျိုးခုနကစစမိရရှိဘောနော်အမျိုးလာပြီးတော့ကျွန်တော်ချက်ပေါက်မှာလာပြီးတော့အကြံပေးလို့ရတယ်ဘောနော်ဟုတ်ကဲ့ပါကျွန်တော်လည်းဒီအဲ့ဒီချက်တော့အများကြီးတော့ရှိလာပါလိမ့်မယ်တို့တော့ဒီနေရာကိုအကောင်းဆုံးပေါ့နော်တောက်လေးအကောင်းဆုံးထမ်းဆောင်ပြီးတော့ကြိုးစားတော့မှာပဲလို့ပြောချင်တဲ့ကလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မောင်မတီးရဆူရဲပဲဥဆောင်ခွေးပေးလိုက်တော့မလဲနော်နမကျွေးထိုင်တဲ့လုံညာမှုစာဟမ်မမဒ
อัตนามาโทรชีมาได้ที่สู้แฮนด์มาเฮดิแกมาได้บุษะดีไปนะจนได้แม่ช่วยเพื่อดิสิวะฮะรักษาสิมาเดียวอ๋อคุณเนี่ยคุยรู้ดอก สินดาว 找路跟其实是找我อ๋อ 走路好路呢คุย อ๋อ กู是找我们 อ๋อไอ้สุดท้ายละ 是好吗พี่要把车哦พี่我们也是 อ๋อ 我们是车是 อ๋อ 车 อัตยะฮะบีน่าทำมาเฮปะนะสุดสมยกสุดทำมันมุ่งแลสิชัดเดินเนี่ยแกชาสิทำมันปุยยาเนี่ยลูเนี่ยนะมาเฮเจมาเจ้าละกาแล้วนะเราชาชวนเนี่ยนะ 是保证者 แต่ไม่ลาไม่หาเอามาแม่จอนี่มาดิ 那来我养的好 มาได้จังอ๋อเงินสันดาบัน มาไปคุยอย่างนั้นลูก โอ้ตัดตีอยู่นะเซฟวินาลเดสยามาเฮริกามาคุยดีนะมาโทอัตนามาโทนันเดดิสุนะฉันนอมาตาโตฉันได้มาเฮริกามา 是咩就對咧，變咗蝕咗咧，อีฉันเดาเอาได้ปลีก่อน 講得出。 ဒီလူငယ်တည်တဲ့ຫນွေတည်တဲ့အတွက်ဆိုပြီးတော့ဗောနော်ဖတ်တဲ့တို့အလူရှည်ရှာပေးကြတာဗောနော်အမှအလူရှည်ရှာပေးတဲ့ချိန်မှာဟိုဟာရရှိရလူငွေဗောနော်အမှ24တိတ်ဗောနော်24တိတ်မှာခုအကျန်းဖြစ်ဗောနော်ထွဲငွေက22တိတ်နဲ့9တောက်ထွက်သွားတယ်အမှလက်ကျန်ငွေက3တိတ်ခွဲကျန်မှာဗောနော်လူငယ်ရဲ့ရေပုံဗောနော်လက်ကျန်ငွေကရပငွေရဲ့လက်ချက်က73သိန်းနဲ့8တောင်73သိန်းနဲ့8250ကျန်မှာပေါ့နော်အဲ့ဒါကိုမထောက်ပဲနဲ့ပေါ့နော်ဒီဖာဒတို့ရှာပေးတဲ့အလူငွေနဲ့ပဲတောင်းကြတာပေါ့နော်အမှသိန်း22သိန်းနဲ့5တောင်ထွက်သွားပြီတည်တဲ့တယောက်တဲ့တူရဲ့တည်တဲ့ချင်းပေါ့နော်အမှကြရကြခုက2သိန်းနဲ့9တောင်ရတယ်3မိုက်ကရ3သိန်းမီနင်ဂယ်3သိန်း5ထောင်ဖာတီမာက2သိန်း5တောင်နော်လို့တောင်မြောက်ပေါင်းလိုက်တော့3သိန်း9တောင်မဆူဆူပေါင်း9သိန်းနဲ့1တောင်5ထောင်ချက်ပြီးလာစစ်ချင်းကတရန်ကြခုက3တောင်3မိုက်ကရ4တောင်4ထောင်မီနင်ဂယ်ကမပေးသေးဘူးနော်ဖာတီမာက9တောင်နော်လို့တောက်က9000မြောက်ကမပေးရသေးဘူးနော်အမစူပါပေါလိုက်တော့7သိန်းနဲ့3တောင်1000ရတာပေါ့နော်ဖက်ဝေးသူဘူးတဲ့คนในมาแม่ยาญาสัสาบัวฮะพาทีมีละทอดิเสียและแม่ต่อไม่ได้เลยก็แค่อยู่ปีที่อัปโปมาพี่แท้ไปพ่อเนาะเนี่ย วิอ่ะชาเชื่อไม่จ้า
มัดไปเยอะ nó phải chiếu lại ổn đấy nè phải chiếu lại ổn đấy nè 点过来路面嘛没，那么细看些球呢？这个老皮车这边的这库，个的巴拉布阿罗嘞，是不是？ ขึ้นยาไปเอียดีปากกาหาอิงุยอเมตานะอลุเอ้าแบบย้อนนี่เลยมาให้กูหน่อยนี่มึงอ่ะไอ้งุยอิงุยอเมตานะอลุที่เบลล์จอยชิดเดอร์นะซาบอซาบอเนาะကျွန်တော်တို့စာမဖြည့်တဲ့ကြောင့်ခဏတိခတ်ပြီးခုမှတိုင်းခဲ့ချင်တယ်နော် สบายโค้งแท็กโค้ย Cho bạn sẽ biết khẩu lăng đấy. Sẽ biết khẩu bản nào. ဘောတလောင်းဘောနော်ကြောင်ရချက်ဘောတလောင်းအချင်းမှကျွန်တော်တို့ထားတာဘောနော်အဲ့ဒါခုတ်ရွှေ့လိုက်တော့နေရပြောက်သွားတော့ဘောအဲ့ဒါဘယ်နားမှာထားလိုက်လဲမိလိုက်မသိသူမိဒီလားတင်ထားလို့ရှိလား iPhone လား iPhone ပဲကြည့်တယ် နေရမလောက်သေးလို့ဒီခုံနဲ့နဲ့ထပ်စီလို့အပုံမောကျွန်တော်တို့တခါလေအတူတူစားမှာ ဒီကဖုန်းကြောတော့ဒီမှာလိုက်ရိုက်နေတယ် အပုံမတင်လိုက်ဘုန်းကြီးရဲ့နေရနဲ့ပကနဲ့ပြီးပြီလားခိုင်းပကပူနေမှာဆိုလို့ပကပူလို့ရှိရင်အပေါ်မှာထပ်ပြီးလားခုံလေးပကနဲ့တယောက်စီပြီးလေးတော့နေရလေအဲ့ဒါတော့ခုနနေတာပကနဲ့လူနဲ့နည်းနည်းကြက်လေးဆိုလဲဒီခက်လေးထိုးမိတိုင်းခက်ချင်လို့ဗောနော်ဘယ်လိုဆိုတော့ကျွန်တော်နေရဒီခဲနဲ့ရှိနေလို့အိမ်မရလေစပင်းလပိုင်းနော်စပင်းလပိုင်းရအောင်ကျုံနေဖလုံးมาอัมดุนะสัญญามาสัญญาสิทธิ์อะไรสัญญาอะไรต้องยาวสิโซบ้างนะฮะสิทำมาคนนี้เลยสิ
ดีฮะน่าทำเป็นแล้วหรอกเสียเดียวချက်ပြုတ်ရေးတောက်လူပေးတဲ့အဲ့တဲ့တော့များအားလောက်လည်းဖိတ်ခေါ်တော့ဗောနော် ညာနိုင်ဘုန်းနာကိုရရှင်များဆက်ဖြတ်လခင်ကိုရီကျေးဇူးကြောင့်တာကျွန်တော်တို့အိန္ဒိယအတွင်းဘင်္ဂလောက်ချုံစွာစုရုပ်ပြီးအိန္ဒိယအတွင်းကောင်းမွန်စွာတည်တာကိုတင်ယူနိုင်ခဲ့တဲ့အတွက်ဥစ္စာကိုရကိုကျေးဇူးတင်ကျူပါသည်တစ်ဆက်တည်းမှာပင်ကျွန်တော်တို့ရှိတော်ရအားလုံးဒီကိုတော်ထာတော်မှာကျေးဇူးလက်ဆောင်ရဖြစ်ပါသည်သူဖြင့်ဒီစပွဲပေါ်တွင်ရှိနေသောအစာစာသည်ကိုရီလက်ဆောင်ဖြစ်တဲ့အလျောက်ဤအစားအစာကိုကောင်းချီးပေးတော်မူပါဤအစားအစာကိုတောင်းဆိုတော်သူစီအတွက်ကြရခွာတလကောဝိညာဉ်ခွာတလကောဆက်လက်ပြီးတော့တောင်းလာပေးတော်မူပါမည်အကြောင်းခရစ်တော်၏နမတော်ကိုအမိပြည့်ကျွန်တော်တောင်းဆောင်ကြပါသည်ဗျာအာမင်မေတော်တော်သက်ရှင်တော်ဝိညာဉ်ပေါင်းတော်ကတော့ရှိပါစေသာမန်တော်ရှိတိုင်းမှာဆိုင်ပါစေပါစေ โอเคတောင်းဆောင်လာပါပြီဒီလာတောင်းဆောင်လို့ရနော် စိတ်ကြိုက်ဆွဲလို့ရပြီပြေပူရပူရပြေရတာဆယ်တော့ပူရနဲ့အလုပ် ဘုံဆောင်လည်းနေရာယူပေးဖို့အပြည့်ဟောင်း က
mà yêu cổ thoa đi xí nhà sập sạp về sập bị lo đi xí bị lo hè
လက်တာလက်ခံပေးပါတော့ Father တို့အထူးပေးကျေးဇူးတင်ရှိပါရရှင် ကျော်သေးလားတင်နစင်ပွဲဆိုကိုရကြုံတဲ့ချင်းနဲ့ပါဝါလို့အားရအားနာပါတယ်နော်ချီလက်ကျေးဇူးတင်ပါတယ်ဘုရားဖျားခင်ကိုကျေးဇူးတင်တယ်ဒီလိုချင်းတီးရအောင်ကိုရလေဒီပြေကိုရဆက်တောင်းကြီးမမယူရတယ်ဆိုတော့ကိုရဘေးမှာရေတမမနဲ့နော်ဘာဖြစ်မလဲမိုးရမလားစားစားရှိမလားစားရှိတဲ့ဖြစ်ဖို့ဘာဖြစ်ဖြစ်ကိုတိုင်းနေတဲ့လူတွေဆိုတော့ဒါသမီးတွေအဲ့လိုမျိုးပေါ့ပြီးကိုရကအဖွဲစီးနေနေဖွဲစီးနေလည်းလောက်နေဆိုတော့ဘာပဲလည်းလောက်တာကိုနဲ့ကိုနေတာဆက်နေတယ်အဲ့လိုမျိုးတော့ပေါ်ပြပါနော်ဆိုဘာဖြစ်ဖြစ်ဒီချင်းတီရောက်လာတဲ့အတွက်ငါဖျားတဲ့ကျေးဇူးတင်နေဥဆောင်ပေးတဲ့ကိုရတော့စစ်စဲတော့ပါဝင်ပြီးတော့မှပို့ချပေးတဲ့
လူကြီးတွေခြားဆက်ပေါ့ကြည့်တယ်အားလုံးကိုကျေးဇူးတင်တယ်ကြိုးစားပြီးတော့မှဒါတာဝန်တစ်ခုအနေနဲ့ပဲမဟုတ်ဖ ೇನೆ ဒါတဲ့အတွက်ကိုဘွားရှိရဲ့အတွက်ကိုဝင်းကြီးအတွက်ဆိုခံယူပြီးတော့မှပါဝင်လာတယ်လူငယ်တွေအားလုံးလည်းဆိုတော့လေးစားတယ်ကျေးဇူးတင်ပါတယ်လို့ဆိုနော်ပြောချင်ပါတယ်ဆိုတော့ဒီခုနဒီတောင်းလာဖတ်တဲ့ထဲမှာဘယ်တော့ဘာတော့ပြမြင်အောင်လဲဆိုလို့ရှိရင်စစ်စပရမပြည်တဲ့နေ့မှာပေါင်းပြီးအပြဲခံပြီးတော့မှချန်စီကိုခုန်ခဲ့တာကိုတရိယာဘာဖြစ်လို့ပြေးကြလဲမသိဘူးเนาะတနတ်တစ်ချက်ပတ်စချချင်ပါဟာဘရဒ်ဆိုတီရိုကိုတော့ဒဲတယ်တော့ဟာပြေးရတော့ခုန်ချန်စီကိုခုန်เนาะစစ်စရလက်တမျိုးခေါ်ရတဲ့မျိုးပေါ့เนาะဆိုတော့ဒီကနေ့ဒီချက်တီကိုတော့ဒီမှာလာနေတယ်ဆိုတာเนาะတောသားတွေဖြစ်ဖို့မဟုတ်ပါဘူးကိုပါရာတွေရှိလို့ကိုသားသမီးတွေရှိလို့ဒီလိုရောက်လာနေခဲ့ကြတယ်စုံစားခဲ့ကြတယ်အကလုံးပေါ်တော့ကိုရောစစ်စဲတို့ကလုံးမိသားစုတစ်ခုနိုင်ကြီးကိုမာရမစိတ်တနဲ့နော်နေလာပြီးတော့မှကြိုးစားတယ်ပါရာသူတွေရဲ့ပါဝင်မှုပါရာသူတွေရဲ့နော်လိုမျိုးနော်လှပ်ရှားမှုတက်ကြွမှုတုတ်ပြန်မှုတွေကြောက်လဲကိုရောလည်းနေနိုင်ခဲ့တာပေါ့နော်ခုချက်တီးပေါ့ဆိုပါရာသူတွေမရှိလဲကိုရောပြန်မှာပေါ့ဟုတ်ဘူးလားဆိုတော့စီဟိုဘေးရဲ့ခုချီပေမေဘေပချူပေပေရကိုသူစီတန်းနိုင်တယ်လို့လေးပဲကိုရောလောက်တာပေါ့နော်ကိုရောရှိတာပေါ့ငွေကြီးရှိလို့လဲမဟုတ်ပါဘူးစေတနာမေတ္တာရိတ်ခံမြဲတာရှိပါတယ်ဒါလေးကိုရောစီရတယ်နော်သူယူနာတွေဒေါတာတွေရှိလဲနော်မေတ္တာလို့သဘောထားပြီးမှကိုရောလည်းစစ်စဲတို့လည်းလူကြီးတွေကလည်းနားလည်ပေးပါလို့ဒီမှာလူငယ်တွေကိုပြောချင်တယ်ပေါ့နော်ဆိုတော့ခုနပြောတဲ့ဖတ်သွားတဲ့ဥဒလာထဲမှာဟိုရှင်ပေါလုပြောတဲ့စကားတော့ပြန်မတရိယာနော်ဟိုအရာရာတိုင်းအတွက်အရာရာဖြစ်ပါနော် be everything for everyone ဟိုဘယ်ရောက်ဟိုဖြစ်နေတဲ့ဟာဖြစ်ပေးလိုက်နော်မြို့တဲ့နေလာမြို့တဲ့မှာကိုနေနိုင်တဲ့ဟာလောက်တဲ့ဟာလောက်ပေးလိုက်ရှင်ပေါလုကထောင်ကြပြားကြနေတတ်ဖို့နေထိုင်တတ်ဖို့တဏှာပြုတ်တတ်ဖို့တော့သူကဟိုတိုက်တွန်းခဲ့တာပေါ့သူလည်းသူကိုယ်တိုင်လည်းဘယ်ရောက်ဟေးဖျားအလောက်သူလောက်နေနော်သူချစ်တဲ့လူရှိလေချစ်တယ်လို့သူတောက်ပြန်မချစ်တဲ့လူလည်းသူလောက်ပြီးတယ်အဲ့ဒါလိုမျိုးပေါ့ဆိုဘာပဲဖြစ်ကောင်းတာကိုလောက်ပြီးပါတဲ့ဒီမှာရှိတဲ့လူငယ်တွေနော်ကျွန်တော်အားလုံးတိုင်းနေနေနော်တင်တော့ဟာတိုင်းနေရဲ့အနာဂတ်မဟုတ်ပါဘူးအခုချိန်ကျွန်တော်လုံးနေတဲ့ຢာအားလုံးဟာတိုင်းနေရဲ့ပြစ္ဆုတ်ပံအခုဖြစ်နေပါပြီအနာဂတ်ကိုချူပြီးတော့မှကြည့်စရာမလိုနော်စောင့်နေစရာမလိုဘူးတင်တော့အခုလုံးနေတဲ့ຢာအားလုံးဟာတိုင်းနေအတွက်သာသနာအတွက်ပြစ္ဆုတ်ပံဖြစ်လာနေတဲ့အရာတွေဖြစ်တယ်ဆိုတာကိုသိစေခြင်းနဲ့ငယ်ရည်တွေးတယ်မတက်သေးဘူးမသိသေးဘူးဆိုတာမဖြစ်စေချင်ဘူးကိုရှိအစွမ်းစားနဲ့နော်ပါဝင်ပြီးတော့မှစက်ကတ်ချဖို့ကိုရိုနဲ့နော်လက်တွဲချဖို့နော်ဒါကြောင့်မလို့ဒီမှာခုနဒီအမှုဆောင်တစ်တွေလည်းအစင်တစ်တွေတော်တော်များအစင်တစ်ဆက်လေးတွေများပြောတာကြာနော်ဘာတူတွေလဲနော်လက်ကလေးထောင်ပေးလို့ရလားအမှုဆောင်တစ်နေလက်ကလေးcongratulations နော်ကျေးဇူးတင်ပါတယ်ဘာဖြစ်ဖြစ်ရဲဝဝကျူစားချပါပရိုနဲ့တူလက်တွေ့ပါကိုတိုက်နေအတွက်ကိုယုံကြည်ခြင်းအတွက်နော်အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့အရှိဝေးပြောကြအောင်ပါဆိုလို့ဟိုပြောလို့ဘာပဲဖြစ်ခင်ဗျာဘာပဲဖြစ်ကောင်းတာလေးတော့ဖြစ်ပါရဲဘော်ဖြစ်လေကောင်းတဲ့ရဲဘော်လေးတော့ဖြစ်ပါဆက်ဆက်ဖြစ်လေတရှင်တဲ့ဆက်ဆက်လေးတော့ဖြစ်ပါမင်းဘာပဲဖြစ်မိစေလို့လားကောင်းမကိုတောက်ကိုကြည်ပြူတဲ့လူတယောက်ဖြစ်ပါကျောင်းကလာဘာပဲဖြစ်လေခင်ဗျာဘာပဲဖြစ်ကိုကောင်းနေရင်အရေးကြီးတယ်ကောင်းတာလေးတော့ဖြစ်စေချင်တယ်ပေါ့နော်ကိုရောရဲ့စေတနာကိုရောရဲ့မြတ်တာကတော့ဒါအဓိကပေါ့ကိုလူငယ်တွေကိုကောင်းစေချင်တယ်ကောင်းတဲ့ຢာကိုယူစေချင်တယ်ဒီအခွင့်အရေးတွေကိုယူစေချင်တယ်နော်ပို့ပြီးတော့မှအမြင်ကျစေချင်တယ်ပို့ပြီးတော့မှဖွံ့ဖြိုးချင်တယ်အထူးသဖြင့်ခက်ခဲတဲ့ခုလိုကာလမှာကျွန်တော်တို့တည်ကြည်ပြည့်စည်ရတဲ့ကာလမျိုးမှာကျွန်တော်ရဲ့သာသမီတွေပို့ပြီးအမြင်ကျဖို့နော်ပို့ပြီးသူကနှလုံးသားတွေဖွင့်ဟပ်ပြီးတော့မှနော်သူတို့ဘာတဲ့တောက်ကိုကြိုးစားဖို့ကောင်းတဲ့အရာတွေမှာပြန်ဆိုင်မှုတွေနော်ပို့ပြီးရှိဖို့အဲ့လိုမျိုးအားပေးချင်တယ်နော်အားလုံးကိုအားပေးချင်တယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ် whatever you are နော်ဒီဘာပဲဖြစ်ဖြစ် wherever you are ဘယ်မှာပဲနေနေတဲ့ be a good one နားလည်ပါနော်တပွိ
ဒီဆောင်ပထမဦးစွာနော်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကျွန်တော်တို့တင်နေတာကိုတကယ်တော့ဆိုရင်ကိုတော့ဟောဝါပင်ကလာဒါမှမဟုတ်ကရှိတော်ရတဲ့တပါမှာလူငယ်နဲ့အတူဖွင့်ချင်တယ်ဘာဖြစ်လဲလို့ဆိုအချိန်မှာပုံပမာတက်တော်တယ်နော်လူငယ်တွေဘုရားတရားနဲ့ပုံပမာနေစာခိုင်းစင်ချင်တယ်အထူးဖြင့်ကျွန်တော်ပါစကလောရထုံးစားတဲ့ပုံပမာယဉ်နီးခိုင်းစင်ချင်တယ်ဘာဖြစ်လဲနော်ကျွန်တော်အဲ့ဒီအရာတွေဝေးကွာတော့ဒီအဲ့ဒီအရာတွေနော်ကျွန်တော်ပါစကမှာလုပ်တဲ့အဖြစ်မှုတိုင်းဟာအသေးပဲရှိတယ်ဒါပေမဲ့များတော့ဖြစ်ကျွန်တော်တန်ရပါရှိတဲ့ဘာသာတွေအဲ့ဒီအရာတွေနားမလည်ကြတော့ဘူးဘာဖြစ်လဲနော်ကျွန်တော်တော်တဲ့မှာရောက်တာ9နှစ်ပေါချင်6နှစ်ပေါချင်ရှိနေပြီတချို့ဆိုပါစကပြတဲ့ထုတ်တဲ့ဘာကြားထုတ်လဲဘာမှလည်းဒီမကြည့်တော့ဘူးဒါပေမဲ့ကိုရအချိန်မှာလက်ခံစင်ချင်တယ်ဒါပေမဲ့တချို့တန်သားတွေနော်မောမတင်သားတဲ့မဲ့ဆန်မလူငယ်တွေများတယ်နော်အဲ့ဒီအတွက်ကြောင့်ရွှေ့ပြပါဆိုရွှေ့ပြလိုက်တယ်ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်တို့ဒီနော်ဒီတောင်းရတဲ့အတွက်ကောင်းမွန်စွာနော်ပြီးမြောက်တဲ့အတွက်နော်ဘုရားကိုထားလောက်ပြီးတော့မှကျေးဇူးတင်တယ်ဒီတင်သားတောင်းရတဲ့အတွက်ကောင်းမွန်စွာလာပြဥစွာပြီးတော့ဝိညာဉ်တော်ဘုရားကိုလည်းထားလောက်ပြီးကျေးဇူးတင်တယ်ဟုတ်ပြီတစ်ဆက်တည်းမှာပဲနော်စိတ်ဒီမေတ္တာတရားပြေဝဖြစ်မှာစိတ်ရှိတိခါပြီးမှနော်လောဆောင်ပြီးတော့ဒီအမှုတော်ဆောင်များအားလုံးကိုလည်းကျေးဇူးတင်တယ်ဒါနဲ့မကပဲနဲ့နော်ကျွန်တော်တို့တင်တာအတွက်လာရောက်ပို့ချပေးတော့နော်ဘုန်းကြီးတွေနော်ကိုရင်ကျွန်းတို့နော်အခြားတော့ဘုန်းကြီးနောက်ပြီးနော်စစ်စဲတို့နော်ဆရာမတွေလည်းရှိတယ်သူတို့လည်းဒီနေရာမှာဟိုမတွေ့ရပေမဲ့လည်းကျေးဇူးတင်တယ်နော်ဘယ်လိုပဲဖြစ်နေပါစေနော်ကျွန်တော်တို့ဒီအဲ့ဒီတင်နာကိုနော်ဒီနေရာမှာဖွင့်ပေးဖို့နော်ဖွင့်ပြတဲ့ဒီဇာတကနော်ဒီဇာတကွယ်ဟိုဇာတကကိုလည်းထားလောက်ပြီးကျေးဇူးတင်တယ်နော်ဆက်လက်ပြီးတော့မှဒီတင်နာကိုနော်အစားတွေစောင့်တိတိုင်အောင်ပါဝင်ပူပေါင်းဆောင်ရွက်ပေးကြတော့နော်ဒီမှာရှိတဲ့တိုင်းနယ်ကလူငယ်အရာစီတိုက်ကိုကျေးဇူးတင်တယ်နော်ကော်လိုပြပြမယ်ဆိုရင်ဒီမှာရှိတဲ့လူငယ်အရာစီတိုက်တရားရဲ့ကျေးဇူးတော်တော်လာပြီးတော့မှတော့ဒီတိုင်းနယ်အတွက်စားတဲ့တဘောကောင်းမို့စွာဘုံမလဆောင်နိုင်တော့လူငယ်များဖြစ်ပါစေလို့နော်ပြောရင်းညီကောက်ချုံပြပါစေอันนี้แพ้ข้างในดิแทลงเงี้ยแต่ด้าโซนาคูแฮโซนาคูน่ะนอโซนาตัวนั้นนะเด็กๆก็บอกแฮวิดีโอลงเงี้ยแต่ด้าเซฟเวนักแซบุกิโจรปนันนะโคเวรันเด็กๆก็บอกแฮวิดีโอแต่พูดว่าไปบ๊ายบาย